ဒါဒီဥဒုပြောင်းတိုင်းလေချောင်းထဲမှာရတာချောင်းဆိုးတာတလိပ်ပိတ်တာတွေဟာကိုယ့်ရဲ့အသက်ရှူလမ်းကြောင်းနဲ့ကိုယ်ခံအားစနစ်ကအကူအညီတောင်းနေရပါဆရာတို့ရာသီဥတုပြောင်းနေတဲ့အခါမှာလေထုထဲမှာဓာတ်မတည့်တဲ့ပစ္စည်းအလက်ချင်းဆိုခေါ်တဲ့အရာတွေနဲ့ virus ပိုးမွှားတွေကဒီအသက်ရှူလမ်းကြောင်းကနေမှတဆင့်မြူကိုစာအမေးပါးတွေကိုထိခိုက်စေနိုင်တယ်အဲ့ဒီခါမှာဆရာတို့ရဲ့ခန္ဓာကိုယ်ကနေမှတုတ်ပြန်တဲ့အနေနဲ့ချွဲတလိပ်တွေကိုအများကြီးထုတ်လုပ်ပေးတာအော်ဒါဆိုရင်ဒီလိုရာသီကူပြောင်းမှာချောင်းဆိုတာတလိပ်ထွက်တာကစိတ်ပူစရာမလိုဘူးဆိုပြီးတော့စနစ်တကျတက်တာအောင်မလုပ်ခဲ့ဘူးဆိုရင် chronic respiratory inflammation လို့ခေါ်တဲ့နာတာရှိအသက်ရှူလမ်းကြောင်းရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်အဲ့တော့ဆရာရဲ့လူနာလေးတွေကိုတလိပ်တွေကြည့်ဖို့ချောင်းဆိုးတက်တာဖို့ရန်အတွက်အိမ်မှာဒါတွေလုပ်ဖို့အမြဲမှာလေးရှိတယ် steam inhalation လို့ခေါ်တဲ့ရေနွေးငွေ့ရှူခိုင်းတယ်ရေနွေးငွေ့ရှူပေးခြင်းကအသက်ရှူလမ်းကြောင်းကိုချက်ချင်းပြီးပွင့်သွားစေတယ်လို့ချွဲတလိပ်တွေကိုကြည်သွားစေတယ်ပြီးတော့ warm hydration လို့ခေါ်တဲ့ရေနွေးများများတောက်ခိုင်းတယ်နောက်တစ်ခုကginger and honey လို့ခေါ်တဲ့ ginger နဲ့ပြားရည်ဟာဆရာတို့ရဲ့သဘာဝ antimicrobial လို့ခေါ်တဲ့ပိုးသက်စေနိုင်တဲ့အာနိသင်ရှိတဲ့အတွက် ginger နဲ့ honey ဆိုတဲ့ဂျင်းနဲ့ပြားရည်ကိုတွဲဖက်ပြီးတော့မကြာခဏတောက်ခိုင်းလို့ရှိတယ်။ဆရာဆေးကမှာပေါ့နော်ဒီလိုရာသီဥတုအကူပြောင်းမှာချောင်းဆိုးတလိပ်ထွက်တဲ့လူနာတွေအတွက်ကြတော့ဆရာရဲ့စေးတမန်တော်ကထုတ်လုပ်တဲ့သဘာဝစောင်းအားတွေထဲမှာမှလင်းငင်းပွင့်စေးပလဲကွန်စာကမုံနောက်တည်ရွက်အဲ့ဒီအပင်ရဲ့စွမ်းအားက mucolytic action ပြည့်ချွေးနေတဲ့ချွဲတလိပ်တွေကိုပြုတ်ကွဲစေပြီးအလဲတော့ကိုထွက်လာအောင်ကူညီပေးတယ် anti inflammatory အရာအသက်ရှူလမ်းကြောင်းမှာရောင်ရမ်းနေတဲ့ tissue တွေကို repel ပေါ့နော်ပြန်လေပြူတာတို့ရဲ့ဒီသဘာဝအပင်လေးရဲ့စွမ်းအားကဆရာတို့ရဲ့ကိုယ်ခါစနစ်ကို up regulate မြင့်တင်ပေးလို့နောက်တစ်ချိန်မှာယောဂမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်ဒါကြောင့်မလို့ကိုကတာမန်ချောင်းဆိုးရဲ့ထင်ပြီးတော့လုံးဝတက်တာအောင်ကြိုးစားပဲနဲ့ဒီတိုင်းခက်ပေါ်ပေါ်ပဲနေမယ်ဆိုရင်ဆရာတို့ရဲ့အသက်ရှူလမ်းကြောင်းဟာနာတာရှိရှောင်ရမ်းလာအထိဖြစ်နိုင်တဲ့အတွက်ဂရုစိုက်ဖို့မှာချင်ပါတယ်